အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ကတော့ဝေယံပါဘဝဆိုတာ end game လား all game လားမိတ်ဆွေတို့ကမသိသေးဘူးဆိုရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ပါဘဝဆိုတာရွေးချယ်မှုတွေကြားမှာတစ်ခုမဟုတ်တစ်ခုကိုစွန့်လွတ်ရမယ် all game မဟုတ်ပါဘူးတကယ်တော့အရာအလုံးကိုဟန်ချက်ညီညီနဲ့ပေါင်းဆက်သွားရမယ် end game တစ်ခုပါကျွန်တော်တို့တော်တော်များများဟာငါအလုံးမအောင်မြင်ခြင်းရင်မိသားစုကိုအချိန်ပေးလို့မဖြစ်တော့ဘူးဒါမှမဟုတ်ငါပျော်ပျော်ရွှင်ရွှင်နေခြင်းရင်ပတ်သက်တွေအများကြီးရှာလို့မရဘူးဆိုတဲ့အစွန်းတစ်ဖက်တွေကြားမှာပိတ်မိနေတတ်ကြပါတယ်ဒါဟာအော်ဂိမ်းဆိုတဲ့သဘောတရားကိုစဉ်းစားနေလို့ပါအောင်မြင်မှုဆိုတာကပင်ပန်းမှုမရှိဘဲရလာတာမဟုတ်တယ်လို့ပင်ပန်းနေုံနဲ့လည်းအောင်မြင်တာမဟုတ်ပါဘူးဒီနှစ်ခုလုံးကဒွန်တွဲနေတာပါပင်ပန်းမှုရှိတယ်လို့တစ်ဖက်မှာလည်းကိုယ့်ကိုယ်ပြန်ပြီးဂရုစိုက်ဖို့လိုပါတယ်အနာဂတ်အတွက်ကြီးမားတဲ့ရည်မှန်းချက်တွေလည်းရှိနေရမယ်။တစ်ချိန်တည်းမှာပဲအခုရောက်ရှိနေတဲ့နေရာမှာလည်းကျဉ်နဲ့ပျော်ရွှင်တက်ရပါမယ်။အောင်မြင်မှပျော်ရွှင်မယ်ဆိုတာထက်ပျော်ပျော်ရွှင်ရွှင်နဲ့အောင်မြင်အောင်ကြိုးစားမယ်ဆိုတဲ့စိတ်ကပိုပြီးခရီးပေါက်စေပါတယ်။အလုံးနဲ့လူမှုဘဝဒါဟာအချိန်ခွဲဝေမှုတဲ့ quality ခွဲဝေမှုပါအလုံးလုံးချိန်မှာအလုပ်ကိုပဲအာရုံစိုက်ထားသလိုအနားယူချိန်မှာလည်းတကယ်အနားယူလိုက်တာမျိုးက end game ရဲ့သဘောတရားတွေပါဘဝမှာတစ်ခုခုကိုရွေးချယ်ရတော့မယ်ဆိုရင်ငါဒါကိုပဲရွေးချယ်ရတော့မလားလို့မတွေးပဲငါဒီနှစ်ခုလုံးကိုဘလို့အဆင်ပြေအောင်လုပ်ရမလဲဆိုတဲ့မေးခွန်းကိုပြောင်းမွေးကြည့်ပါend game ဆိုတာကအရာအလုံးကိုတပြိုင်တည်းရယူတာတဲ့အရာတိုင်းကိုသူ့နေရာနဲ့သူအရေးပါကြောင်းအတိမတ်ပြုပြီးဟန်ချက်ညီအောင်ထိန်းချောင်းသွားတာကိုဆိုလိုတာပါဒီဗီဒီယိုလေးကမိတ်ဆွေအတွက်တစုံတရာအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်။တာယာပျော်ရွှင်သောနေ့ရက်တွေကိုပိုင်ဆိုင်နေကြပါစေခင်ဗျာ။